အားလုံးပဲမင်္ဂလာပါရှင်အသားငါမစားချင်တဲ့နေ့တွေမှာအခုလိုပဲသွေးအဆက်ကြော်လေးကြော်စားကြည့်ပါနော်အရင်စားကောင်းပါတယ်ကျွန်မပဲသွေးအဆက်ကြော်ဖို့အတွက်ပဲသွေးငါတော့အသုံးပြုထားပါတယ်ရှင်ပဲသွေးတွေမကြော်ခင်မှာအရင်ဆုံးပဲသွေးကိုနာလေးပြုတ်ပေးရပါမယ်ကြက်ကြလေးပြုတ်ပေးနိုင်ရင်အကောင်းဆုံးပါပဲရှင်ပြီးရင်တော့ကြက်သွန်ဖြူကိုတပြားရိုက်ပြီးတော့မြုပ်သီးစိမ်းလေးကိုထက်ချမ်းချမ်းထားပေးပါမယ်ရှင်စီပူလာပြီဆိုရင်တော့ကျမတို့မြုပ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုအနှံလေးမွေးလာတဲ့အထိကြော်ပေးပါမယ်အနှံလေးမွေးလာပြီးနွမ်းလာပြီဆိုလို့ရှိရင်တော့ပဲသွေးထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်မွေတဲ့အခါမှာအရန်မွေလို့မရပါဘူးเนาะပဲသွေးကအရန်နူးညံ့တဲ့အတွက်ခြေသွားနိုင်လို့ပါရှင်ကျမကတော့အချိုမုတ်တွေငပြားရည်တွေရှော့ကျင်တဲ့အတွက်စက်သားမုံလေးကိုပဲအသုံးပြုထားပါတယ်ရှင်သူကအငံကြောက်တဲ့အတွက်အငံကိုရှော့ထည့်ပေးပါနော်ပဲသွေးကြော်တဲ့အခါမှာကျမတို့စိတ်ရှိရှိမီးအေးအေးလေးနဲ့ခက်ကြကြလေးကြော်ပေးရပါမယ်သူ့ရဲ့အပြင်သားလေးတွေကတင်းပြီးတော့အညူရောင်လေးတန်းတဲ့အထိကျမတို့ကြော်ပေးရပါမယ်ရှင်တကယ်လို့ကိုကနန်းနန်းနဲ့သို့မဟုတ်ရှမ်းနန်းနန်းစားတယ်ဆိုလို့ရှိရင်လေအဲ့ဒါလေးကိုချကန်ဒီမှာအုပ်ပေးလိုက်ပါရှင်အရင်စားကောင်းပါတယ်ကျမကဝယ်ထားတာမရှိတဲ့အတွက်ဒီတိုင်းလေးပဲကြော်လိုက်တာဖြစ်ပါတယ်ပဲသွေးဝယ်တဲ့အခါမှာအတုံးကြီးထက်ဆိုင်ရင်အတုံးအသေးလေးတွေကိုအသုံးပြုပေးပါနော်အတုံးအသေးလေးတွေကပိုပြီးလက်ဆက်ပြီးတော့စားလို့ကောင်းပါတယ်ရှင်အခုလိုအနေထားမျိုးလေးရပြီဆိုရင်တော့ပဲသွေးအဆက်ကြော်လေးစားလို့ရပါပြီရှင်အနံလေးကအရန်မွေးပြီးတော့အရန်စားလို့ကောင်းပါတယ်ရှင်အခုလိုမျိုးဈေးဘိုးနည်းနည်းနဲ့မြင်မြန်ဆန်ဆန်ချက်စားလို့ရမယ့်ဟင်းလေးတွေကိုတင်ဆက်ပေးသွားအောင်ပါမို့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်